ကဲအားလုံးမင်္ဂလာပါ YouTube မှာရှိတဲ့ကျွန်တော်ကိုပြည့်ရဲ့အကူဒီမတွေအားလုံးပဲမင်္ဂလာပါလို့နှုတ်ခွန်းဆက်သလိုက်ပါတယ်ဗျာနော်အကူဒီမတွေအားလုံးပဲကျွန်တော်တို့တနင်္လာနေ့ဖောင်းနဲ့အင်္ဂါနေ့ကျွန်တော်တို့နော်မိတ်ဆွေများအားလုံးပဲမနေ့ကကျွန်တော်ပြီးတဲ့ကနေ့လွှဲချိုတယ်မနက်ခင်းပိုင်းကကျွန်တော် live show ကျွန်တော်မလွှင့်ပြဘူးမှာအားလို့ပေါ့ဗျာနော်အဲ့တော့ဒီညနေအတွက်ဗုဒ္ဓဖူးနေ့အတွက်ကျွန်တော်အကောင်းဆုံးကဏ္ဍလေးပြီးမယ်ကဲအားလုံးပဲကျွန်တော်ကိုတွေးတဲ့မြင်တဲ့သူတွေမှန်သမျှအားလုံးပဲ subscriber လေးတွေနှိပ်ထားပေးပါလက်မလေးတွေကိုစီနှိပ်ထားပေးဖို့မေတ္တာရက်ခံအပ်ပါတယ်เนาะအမျိုးသမီးအားလုံးပဲကဲလူရဲ့ပြွာလေးကစုံပြီလားအနီးကအချိန်လေးမှာမြန်မြန်လေးပဲကျွန်တော်ကဏ္ဍလေးပြောပြတော့မယ်เนาะအဲ့တော့အနီးကအချိန်လေးမှာကဏ္ဍလေးကိုမြန်မြန်လေးပဲပြောပြတော့မယ်ယုံကြည်မှုရှိတဲ့မိတ်ဆွေများကြိုက်နှစ်သက်မှုရှိတဲ့အကူဒီမတွေကနော်အားလုံးပဲ share ထားပေးပါလက်မလေးတွေနှိပ်ထားပေးပါ subscriber လေးတွေနှိပ်ထားပေးဖို့မေတ္တာရက်ခံအပ်ပါတယ်เนาะအဲ့တော့ဒီညနေအတွက်လုံးပိုင်1ချိန်လုံးပိုင်1ချိန်ကျွန်တော်အကူဒီမတွေအားလုံးကိုကျွန်တော်ကဏ္ဍလေးပေးခဲ့မယ်เนาะအကူဒီမတွေအားလုံးပဲဒါကျွန်တော်ပြောတာကတေးမကြော်ပတ်သီးတစ်လုံးပေးထားတယ်เนาะအဲ့ဒီတေးမကြော်ပတ်သီးကကျွန်တော်တို့6ပိုင်6ပတ်သီးပါမိတ်ဆွေများတေးမကြော်ကျွန်တော်တို့ပတ်သီးတစ်လုံးကျွန်တော်ပေးထားတယ်တေးမကြော်ပတ်သီးက6ပိုင်6ပတ်သီးနော်တေးမကြော်ပတ်သီးသမားတွေက6ပိုင်6ပတ်သီးပတ်ထားဟုတ်ပြီအဲ့တော့ကျွန်တော်နှိမ့်တိုက်သမားတွေအတွက်နှိမ့်တိုက်သမားတွေအတွက်ကျွန်တော်ကဏ္ဍလေးထုတ်ပေးပါမယ်နော်နှိမ့်တိုက်သမားတွေအကုန်လုံးပေါက်ရအောင်လို့ကျွန်တော်ကဏ္ဍလေးထုတ်ပေးထားပါမယ်နော်ကျွန်တော်ရဲ့ချစ်မိတ်ဆွေများအကုန်လုံးပေါက်စေခြင်းတယ်ဗျာနော်ဒါမှန်သောစကားကိုပြောတာအကုန်လုံးကျွန်တော်ရစေခြင်းတယ်ယုံကြည်မှုရှိတဲ့အကူတွေမတွေအတွက်ကဏ္ဍလေးပေးခဲ့မယ်နော်အချိန်လေးကလည်းနီးနေပြီဆိုတော့ဟုတ်ပြီအဲ့တော့ဒီညနေမှာကျွန်တော်က3ပိုင်5ပိုင်ပါ3-5 1ချိန်ပါနော်အဲ့တော့YouTubeမှာရှိတဲ့ကျွန်တော်ရဲ့မိတ်ဆွေများဒီညနေမှာကျွန်တော်တို့3ပိုင်5ပိုင်3-5 1ချိန်ပါအဲ့တော့ကျွန်တော်တို့5ပိုင်နဲ့ဆိုရင်52 54 53ကဒူမိတ်ပါ52 54 53ဒူမိတ်ပါ52 54 53ကဒူမိတ်ဖြစ်ပါတယ်เนาะအခုဒီမှာတွေအားလုံးပဲမှတ်ထားပေးပါကြားတဲ့သူတွေအကုန်လုံးမှတ်ထားပေးပါလူသစ်တွေအားလုံးပဲเนาะအနီအောင် subscriber လေးကိုအားလုံးပဲနှိပ်ထားပေးဖို့မေတ္တာရက်ခံအပ်ပါတယ်အခုဒီမှာတွေအားလုံးပဲเนาะဒီညနေမှာကျွန်တော်တို့ဗုဒ္ဓဖူးနေ့ညနေ4:30မှာလုံးပိုင်1ချင်းက3ပိုင်5ပိုင်ပါအဲ့တော့ကျွန်တော်တို့5ပိုင်နဲ့ဆိုရင်5နှစ်ကဲ5 4ရဲ့5 3ရဲ့ကဒူမိတ်ပါ5နှစ်ကဲ5 4ရဲ့5 3ရဲ့ကဒူမိတ်ပါဟုတ်ပြီအဲ့တော့3ပိုင်နဲ့ share main ကွက်က3နှစ်3 4 3 9ဖြစ်ပါတယ်32 34 39ဖြစ်ပါတယ်ဒါက share main ကွက်ပါเนาะအခုဒီမှာတွေကဲဟုတ်ပြီအဲ့တော့ဒီညနေမှာပေါင်းချင်တဲ့မိတ်ဆွေများနေ့တိုက်ကဏ္ဍလေးတွေကိုလိုက်ပြီးတော့ကိုတက်နိုင်တဲ့လောက်900ဘူးတက်နိုင်900ဘူး1000ဘူးတက်နိုင်1000ဘူးလိုက်ပြီးတော့ကစားထားကြပါနော်ဒီညနေမှာ3ပိုင်နဲ့ကြားခဲ့မယ်ဆိုရင်32 34 39ဆိုတဲ့ share main organ 3ခွက်ပဲရှိတယ်3နှစ်3 4 39ဆိုတဲ့ share main organ 3ခွက်ပဲရှိတယ်9ပိုင်နဲ့ကြားခဲ့မယ်ဆိုရင်9နှစ်9 4 53ဆိုတဲ့ 2 main organ 3ခွက်နော်ကဲအားလုံးပဲကျွန်တော်ရဲ့မိတ်ဆွေများအဆင်ပြေကြပါစေလို့ဆုတောင်းပေးနေနော်လိုက်ရှိုးဒီညမှာဆုံးသက်မယ်ကဲဟုတ်ပြီအဲ့တော့ကျွန်တော်တို့အင်္ဂါနေ့နေကုံရဲ့မိတ်ဆွေများဗုဒ္ဓဖူးနေ့မနက်ခင်းပိုင်းရဲ့အားလုံးပေါင်း3စီးဖြစ်သွားပြီအဲ့တော့ကျွန်တော်တို့ပတ်သီးနော်အခုဒီမတွေအားလုံးပဲကျွန်တော်ကြာတာပြီးမကြော်ပတ်သီးကဘာပတ်သီးလဲဆိုရင်6ပိုင်6ပတ်သီးအခုဆိုရင်3စီးပဲကျန်တော့တယ်အဲ့တော့ပတ်သီးပတ်ချင်တဲ့မိတ်ဆွေများ6ပိုင်6ပတ်သီးကိုပတ်ထားပါလို့ပြောရင်းနဲ့ကျွန်တော်လိုက်ရှိုးဒီမှာအဆုံးသတ်မယ်အားလုံးကျမ်းမာချမ်းသာလို့လူရဲ့ဆန္ဒပြည့်ကြပါစေလို့ကျွန်တော်ကိုပြည့်ဆုတောင်းပေးခဲ့ပါတယ်နော်